ရှေးရခင်ကယာမာတိုလို့ခေါ်တဲ့ရွာလေးတွေ့ရမှာထိုင်မာတိုခဲဟဲရလို့ခေါ်တဲ့အလွန်အင်အားကြီးတဲ့လူတစ်ယောက်ရှိခဲ့တယ်။သူဟာတန်မာလုံးလို့နွားလာဥဒ္ဒပကြီးတကောင်ရဲ့ဥကျိုးတွေကိုလက်နဲ့တင်ဆွဲဖြုတ်နိုင်တယ်လို့တန်ကျိတ်အထူကြီးတွေကိုလည်းလက်နဲ့ဖျောက်ပစ်နိုင်စွမ်းရှိပါတယ်။ခါဟဲရရဲ့ခြေခံချက်တွေဟာပြန်တန်းနိုင်တဲ့ရေကောင်တွေကိုတော့ထိအောင်ကန်နိုင်တယ်လို့တောက်လောင်နေတဲ့မီးတောက်တွေကိုငိမ့်သွားစေနိုင်ပြီးကြောက်တုံးတွေကိုတော့အကွဲစေနိုင်ပါတယ်။တနေ့မှာတော့ခါဟဲရဟာတိုဂါဝါလိုမျိုးချမ်းသာတဲ့တထေးတယောက်ကိုကျွန်တော်ကိုရှင်နိုင်တဲ့သူတယောက်တော့ရှာပေးစမ်းမှာကျွန်တော်ဘလောက်ပဲထိုးထိုးကန်ကန်မလဲကြပဲကျွန်တော်အစွမ်းကိုအပြေးအဝထုတ်သုံးလို့ရမယ့်သူမျိုးကိုလိုချင်တာလို့ပြောပါတယ်။တထေးကမင်းရှုံးသွားရင်ရောဘာဖြစ်မလဲလို့မေးတဲ့အခါခါဟဲရကကျွန်တော်မှရှိတဲ့မြေယာနဲ့စီးစိမ်တွေအကုန်ပေးလိုက်မယ်။ဒါပေမဲ့ကျွန်တော်အစွမ်းနဲ့တူညီတဲ့သူကိုသာခေါ်လာခဲ့ပါလို့ဆိုပါတယ်။တထေးကတခြားတထေးတွေနဲ့တိုင်ပင်ပေမဲ့ဘယ်သူမှခါဟဲရကိုရှင်နိုင်တဲ့လူမရှိပါဘူး။အဲ့ဒီအချိန်မှာနောက်ဆုံးမှထိုင်နေတဲ့သမင်ကက်ကက်နဲ့လူတယောက်ကခမရတို့ရှာနေတဲ့လူမျိုးကိုကျွန်တော်သိတယ်။ခဲရတယောက်တည်းတတ်မှလာမဟုတ်နိုမီနိုစကူနဲဆိုရင်လူတယောက်ရှိသေးတယ်လို့ပြောပါတယ်။ခဲရကလည်းငါရှင်းမှရရတဲ့သူရှိရင်ခေါ်လာခဲ့လို့ပြောလိုက်တဲ့အခါနိုမီနိုစကူနဲရောက်ရှိလာပြီးခါရနဲ့စကူနဲတို့ရဲ့တိုက်ပွဲစတင်ပါတော့တဲ့ဒီတိုက်ပွဲမှာအနိုင်ရှုံးကိုမြေပြင်ပေါ်လဲကြတာနဲ့မဆုံးဖြတ်ပဲတယောက်ယောက်ကစက်မတိုက်နိုင်တော့တဲ့အထိအခြေအနေရောက်မှဆုံးဖြတ်မှာပါလက်သီးခြေခံချက်တွေအပြင်လေပင်းကျတာမျက်လုံးကိုထိုးတာတွေပါခွင့်ပြုထားတဲ့ဒီတိုက်ပွဲဟာတကယ်ကိုရက်ဆက်လာပါတယ်။စာပေမတန်တွေအရာသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အပြင်းနဲ့ကန်ကြောက်ထိုးနှက်ပြီးအကောင်းကြီးတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ခဲရဟာပင်ပန်းလာပြီးစကူနဲရဲ့အဆက်မပြတ်ကန်ချက်တွေကြောင့်နန်ယိုးတွေကျိုးသွားခဲ့ပါတယ်။စကူနဲရဲ့နောက်ဆုံးတိုက်ပွဲတစ်ခုဟာခါရဲရဲ့ကြောရိုးကိုလုံးဝကျိုးသွားစေပြီးနိုမီနိုစကူနဲဟာအနာရရှိခဲ့ကဒါဟာဆူမိုအားကစားရဲ့အစားပြုခြင်းနဲ့ဖြစ်ခဲ့ပါတယ်။လက်ရှိကာလမှာတော့တောင်တက်ပြန်ပွဲတစ်ခုကျင်းပနေပြီးတောင်တက်ချန်ပီယံစကော့ဟယ်ရီကိုဘယ်သူမှမစိန်ခေါ်နိုင်ပါနဲ့။ပြည်ပြင်းကလူငယ်တယောက်ဟာနေရမော်ကိုအတော်လေးရောက်နေပြီဖြစ်ပေမဲ့ချန်ပီယံစကော့ဟယ်ရီကတော့အေးအေးဆေးပါပဲ။စကော့ဟယ်ရီကစတက်တဲ့အခါမှာတော့အဲ့ဒီလူငယ်တဲ့အများကြီးအများဆုံးတက်သွားပြီးတဲ့အနာရခဲ့ပါတယ်။အဲ့ဒီလူအုပ်ထဲမှာဘာဂီဟမ်မာလည်းရှိနေပြီးသူကချန်ပီယံကိုစိန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့မပြိုင်ခင်မှာဘာဂီကတိုဂါဝါကိုအဖို့ကြီးခမည်းခရီးပေးထားတဲ့အတိုင်းကျွန်တော်သာနိုင်ရင်အဲ့ဒီလူနဲ့တွေ့ပေးရမယ်နော်လို့ပြောပါတယ်။တိုဂါဝါကလည်းမင်းနိုင်အောင်သာပြိုင်မှာနိုင်တာနဲ့နိုမီနိုစကူနဲနဲ့ချက်ချင်းတွေ့ပေးမယ်လို့ခရီးပေးလိုက်ပါတယ်။ပြိုင်ပွဲမန်နေဂျာကဘာဂီကိုကြည့်ပြီးဒီကောင်လေးကချန်ပီယံရဲ့အချိန်ကိုမြင်ထားတာတော့ဝင်ပြိုင်ရဲတဲ့သူကအားကစားသမားအစိတ်ရောဟုတ်ရဲ့လားတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောပါတယ်။ပြိုင်ပွဲစားတဲ့အခါဘာဂီကအောက်ပိုင်းကိုနေနေလေးထိုင်တဲ့ပုံစံယူပြီးအလွန်မြန်တဲ့အချိန်နဲ့တောက်သွားတာကြောင့်နေရတဝက်ကိုစက္ကန့်ပိုင်းတွင်ရောက်သွားပါတယ်။ချန်ပီယံစကော့ကတော့အဝေးမှကျန်ခဲ့ပါတယ်။မန်နေဂျာကဒီကောင်လေးရဲ့ခြေထောက်မှာဆက်ပရိတ်နဲ့တက်ထားသလားတော့ထင်ရတယ်။ချန်ပီယံတော့သူ့အနာမကတ်နိုင်ဘူးလို့အံ့ဩနေပါတယ်။ဘာဂီကအလွယ်တကူပဲအနိုင်ရသွားပြီးချန်ပီယံစကော့ကတော့ရှုံးနေမှုကိုလက်ခံကဘာဂီနဲ့လက်ဆွဲနှုတ်ဆက်ပြီးတနေ့မှပြန်ကစားဖို့ပြောပါတယ်။ဘာဂီနိုင်သွားပြီးနောက်လူအုပ်ထဲကနေဝါဖြိုးထွားကြိုင်းတဲ့လူတစ်ယောက်ကလက်ထောင်လိုက်ပါတယ်။မန်နေဂျာကနောက်ထပ်စိန်ခေါ်သူတစ်ယောက်ထပ်လာပြီးဒီလောက်ကြီးတဲ့လူကြီးကတကယ်ပဲတောင်တက်မလို့လားလို့အံ့ဩသွားပါတယ်။အဲ့ဒီလူကစကူနဲဖြစ်ပြီးသူကအစီအစဉ်တင်ဆက်သူကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။သူ့ရဲ့အရက်က2မီတာရှိပြီးကိုလေးချိန်ကိုတော့မချိန်ကြည့်ဘူးလို့ဆိုပါတယ်။ဝန်ထမ်းတစ်ယောက်ကဘေးကင်းရဲ့ကရိယာတွေလာတက်ပေးပေမဲ့သူ့ကိုယ်လုံးနဲ့မဆန့်ပါဘူး။စကူနဲကကျွန်တော်အတွက်ဘာလုံးကြုံရေးပစ္စည်းမှမလိုပါဘူး။ဒီအတိုင်းပဲအဆင်ပြေတယ်လို့ပြောပြီးစူမိုပုံစံယူကနေရံပေါ်ကိုစတင်တက်ပါတယ်။စကူနဲဟာစက္ကန့်ပိုင်းအတွင်းမှာပဲအပေါ်ကိုရောက်သွားရုံနဲ့မကပဲအချိန်ပြင်းလို့နေရံပေါ်ပိုင်းကိုတိုက်မိပြီးနေရံအောင်ကျိုးသွားခဲ့ပါတယ်။ပြန်စင်းတဲ့အခါမှာလည်းလှေကာကမစင်မဲ့အပေါ်ကနေဓာတ်ရိုက်ခုန်ချလိုက်တာကြောင့်လူအားလုံးမင်းတက်သွားကြပါတယ်။ဘာဂီကမင်းရတကယ်ပဲနိုမီနိုစကူနဲလာလို့မေးတဲ့အခါစကူနဲကမင်းငါ့ကိုဘယ်လိုသိရလဲလို့ပြန်မေးပါတယ်။ဘာဂီကမင်းတက်သွားတဲ့ပုံစံကိုကြည့်ပြီးငါသိတာပါမင်းလက်မောင်းအားကိုတုံးပြီးတက်သွားတာကစူမိုပုံစံနဲ့တူတယ်လို့ပြောပါတယ်စကူနဲကဘာဂီကိုမင်းနဲ့ရီကီရှီတယောက်လာလို့မေးလိုက်ပါတယ်ရီကီရှီဆိုတာတာမာတဲ့လူဒါမှမဟုတ်စူမိုနဘန်းသမားကိုခေါ်တာပါကျွန်တော်တို့လူကောင်တင်းတင်းလေးကိုရီကီရှီလို့ခေါ်လို့ရပါတယ်ကဲနိုမီနိုစကူနဲ့မင်းတကယ်ပဲတာမာသလားဆိုတာငါ့ကိုပြစမ်းပါလို့ဘာဂီကပြောလိုက်တဲ့အခါစကူနဲဟာချက်ချင်းဆိုသူလိုပဲသူ့ရဲ့စူမိုပုံစံကိုယူလိုက်ပြီးစိတ်ကူးရင်စူမိုချန်ပီယံတယောက်နဲ့နဘန်းတက်ပြပါတော့တဲ့စကူနဲတိုက်ခိုက်နေတဲ့အဲ့ဒီရှဲရိုးစူမိုကိုဘေးကကြည့်နေတဲ့ပရိသတ်တွေပါခံစားမိသွားကြပါတယ်တချို့စူမိုပရိသတ်တွေဆိုရင်စကူနဲဟာစူမိုချန်ပီယံယိုကိုဆူနာတယောက်နဲ့တိုက်ခိုက်နေသူတို့တော့မြင်အောင်လာကြပါတယ်အဲ့ဒီနောက်မှာတော့စကူနဲဟာအဲ့ဒီစိတ်ကူးရင်ပြိုင်ဘက်ကိုမပြီးပရိသတ်တွေဘက်ကိုလှုပ်ပစ်လိုက်တဲ့အတွက်လူတွေဟာလန့်ပြီးဘေးကိုဖယ်ပေးလိုက်ကြပါတယ်ဒါကိုကြည့်ပြီးဘာဂီကလည်းစကူနဲဟာသူနဲ့တိုက်ခိုက်ဖို့တကယ်ပဲထိုက်တန်နေသူဖြစ်ကြောင်းကိုနားလည်သွားပါတယ်တစ်ဖက်ကခိုင်ရဒိုဂျိုမှာတော့ဒိုဘိုအိုရိုဂျီဟာသူ့ရဲ့တပည့်တွေကိုတင်ကန်းသားပေးနေပြီးခါတိုဆူမီနဲ့တိုက်ခိုက်နေပါတယ်တိုက်ပွဲစားတာနဲ့ခါတိုကဒိုဘိုရဲ့မျက်လုံးကိုလက်ညှိုးနဲ့ထိုးဖို့ကြိုးစားပေမဲ့ဒိုဘိုကချက်ချင်းကိုဟန်အနေထားပြောင်းလဲလိုက်တာကြောင့်ခါတိုရဲ့လက်ညှိုးဟာဒိုဘိုရဲ့နှက်ဖူးကိုသွားထိပြီးလက်ညှိုးဘက်ကောက်သွားပါတယ်ချက်ချင်းဆိုသူတို့ခါတိုကဝေးဝိုက်ကန်ချက်နဲ့တိုက်ခိုက်ပေမဲ့ဒိုဘိုကသူ့နောက်ကိုချက်ချင်းရောက်သွားပြီးခါတိုကိုလဲကြောင်လှုပ်လိုက်ပါတယ်ဒိုဘိုကခါတိုရဲ့မျက်နှာကိုခြေထောက်နဲ့ကံမလို့လုပ်ပေမဲ့တကယ်တော့မကန်လိုက်ပါဘူးခရာတီရဲ့အရေးကြီးဆုံးအချက်ကခန္ဓာကိုယ်ကိုထိမ့်သိမ့်ဖို့ပဲဇယိုက်လက္ခဏာဖွင့်ပြဖို့ဆိုတာနောက်မှလာတာခရာတီဆိုတာနားထောင်လို့ကောင်းပေမဲ့သူ့ရဲ့အဓိကရည်ရွယ်ချက်ကမင်းတို့ကိုလက်ပလာနဲ့တိုက်ခိုက်တဲ့ကိုဟန်ပညာရှင်ဖြစ်လာစေဖို့ပဲလမ်းပေါ်ကတိုက်ပွဲတွေမှာဒါကမင်းတို့ကိုအားသက်ချက်ပေးလိမ့်မယ်တန်မာဘိုးကအရေးကြီးတာလားဆိုရင်တော့မဟုတ်ဘူးမင်းတို့ကိုတယောက်ယောက်ကလိန်ထားတာပဲခရာတီနည်းစနစ်တွေကိုတုံးပြီးတန်မာတဲ့သူတွေကိုအနိုင်ယူလို့ရတယ်လို့သင်ခန်းစာပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘာဂီဟာစူမိုအကြောင်းစုံစမ်းဖို့ဒိုဘိုစီရောက်လာပါတယ်ဒိုဘိုကငါစူမိုအကြောင်းအများကြီးမသိပေမဲ့စူမိုကခရာတီနဲ့အများကြီးကွာခြားတယ်ရီကီရှီတယောက်ကလမ်းဘေးတိုက်ပွဲကိုဘယ်တော့မှမကြောက်ဘူးသူတို့ရဲ့ခွန်အားကိုတက်တက်ပြနေဖို့မလို့စူမိုနဘန်းသမားတွေတိုက်ခိုက်တဲ့နေရာကိုဒိုယိုလို့ခေါ်တယ်သူတို့ဟာအရန်တတ်မှတယ်လို့ပြောဖို့ခက်ခဲပါတယ်တိုင်တိုင်ငံလုံးကအစားအများဆုံးကလေးတွေကိုလိုက်ချပြီးအပြင်းထန်လေ့ကျင့်ပေးထားတာသူတို့ကအဆက်မပြတ်စားကြသူတို့အိတ်ချိန်နဲ့ပေးထားတယ်သူတို့ကတန်မာပုံမပေါ်ဘူးလို့မင်းထင်ကောင်းထင်နိုင်ပေမဲ့စူမိုမှာလက်သီးနဲ့ထိုးတာလှဲခွက်တွေသုံးတာဒါမှမဟုတ်ကန်တာတွေမရှိသလိုမြေပြင်ပေါ်မှာတက်တာမျိုးလည်းမရှိပါဘူးစူမိုဆိုတာနွားလာဥဒ္ဒဝနှစ်ကောင်တိုက်နေတယ်လို့မျိုးပဲသူတို့ရဲ့ကိုယ်လေးချိန်ကပြန်ပြ160ကီလိုကျော်တယ်
သူတို့ရဲ့ခွန်အားကို10စက္ကန့်ကနေ20စက္ကန့်လောက်ပဲထိထားနိုင်ပေမဲ့အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာသူတို့ကအရန်တတ်ပါတယ်လို့ရှင်းပြပါတယ်ဒိုဘိုကဘဲဆူမိုကိုစမ်းကြည့်ခြင်းနဲ့ခါတိုမင်းဆူမိုမသိချင်ဘူးလားလာမင်းရဲ့ခရာလေးကို9ပေါ်30မင်းကြိုက်တာသုံးလို့ရတယ်ငါရဲ့ဘောကိုကံမလားမျက်လုံးကိုထိုးမလားကြိုက်တာလို့ဆွင်ခေါ်ပါတယ်အဲ့ဒီအခါခါတိုကဒိုဘိုရဲ့ဘောကိုအလွန်မြန်တဲ့အချိန်နဲ့ကန်ဖို့ကြိုးစားပေမဲ့ဒိုဘိုကဆူမိုပုံစံနဲ့ရက်နေပြီးခါတိုရဲ့ကန်ချက်ကိုတားဆီးကသူ့ရဲ့လက်ဝါးနှစ်ဖက်နဲ့တွန်းထုတ်လိုက်တဲ့အတွက်ခါတိုဟာနောက်ကိုလွတ်ထွက်သွားပါတယ်ဒါကိုကြည့်ပြီးဘာကြီးတော့အံ့ဩသွားပါတယ်ခါတိုအတွက်တော့မစိုးရင်နဲ့သူခဏနေပြန်နိုးလာလိမ့်မယ်လို့ပြောပါတယ်ခါတိုတတိပြန်ရလာတဲ့အခါခမည်းကျွန်တော်ကိုဘလိုနည်းနဲ့တိုက်ခိုက်လိုက်တာလဲလို့မေးပါတယ်ဒိုဘိုကဒါကို200လို့ခေါ်တယ်ဒါကဆူမိုရဲ့တိုက်ကွက်တစ်ခုပဲဆူမိုမှာလက်သီးနဲ့ထိုးတာဒါမှမဟုတ်ဘောကိုတိုက်ခိုက်တာတွေမရှိဘူးမင်းတို့သိထားတဲ့ဆူမိုနဲ့ငါမြင်ထားတဲ့ဆူမိုကမတူဘာလို့လဲဆိုတော့ဆူမိုမှာအခြေခံတိုက်ကွက်48ခုရှိပြီးအဲ့ဒါတွေကိုပြောင်းပြန်လုပ်ရင်66ခွက်ရှိတယ်ဆူမိုရဲ့တမိုင်းကနှစ်ပေါင်း2000ကျော်ကြာပြီဖြစ်လို့လူတွေကဆူမိုနီးစနစ်တွေအများကြီးကိုမေးနေကြပြီလို့ရှင်းပြပါတယ်ဘာဂီကကောင်းပြီတွေကျွန်တော်ခမားနဲ့တိုက်ခိုက်ခြင်းနဲ့ခမားရဲ့တိုက်ပွဲတွေကိုမြင်လာရပြီဆိုတော့လို့ပြောပြီးဘာဂီဟာသူ့ရဲ့ပိုဝတ်စတိုင်နဲ့ဒိုဘိုကိုအရှိန်ပြင်းပြင်းနဲ့တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဒိုဘိုကဘာဂီရဲ့လက်တွေကိုဖမ်းလိုက်ပြီးလက်ဝါးနဲ့တွန်းထုတ်လိုက်တဲ့အတွက်ဘာဂီကလွှမ်းထွက်သွားပြီးနေရန်နဲ့တိုက်မိပါတယ်ဒိုဘိုကဒီတိုက်ပွဲကစကူဒါရှီလို့ခေါ်တဲ့ဆူမိုတိုက်ပွဲပဲလို့ပြောပါတယ်အဲ့ဒီအခါမှာဘာဂီဟာဆူမိုမှာသူ့ရဲ့ကိုယ်ခံပညာတွေကတော့ကျော်လွန်နိုင်တဲ့နီးစနစ်တွေအများကြီးရှိနေတယ်ဆိုတာကိုနားလည်သွားပါတယ်အဲ့ဒီနောက်မှာတော့တိုဂါဝါရဲ့အိမ်ကိုရောက်သွားပါတယ်တိုဂါဝါနဲ့ပတ်ဝန်းကျင်ကလူတွေဟာငလင်လှုပ်သလိုမျိုးခါစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့စကူနဲဟာတိုဂါဝါရဲ့ခြံဝင်းထဲမှာခြေထောက်တစ်ဖက်ထဲနဲ့အကြာကြီးရက်နေပြီးမှခြေထောက်နှစ်ဖက်လုံးကိုမြေကြီးပေါ်ပြန်ချလိုက်တဲ့အတွက်မြေပြင်တစ်ခုလုံးတုန်ခါသွားတာဖြစ်ပါတယ်စကူနဲကဒါကိုရှီကိုလို့မခေါ်ပါဘူးရှီကိုအာရှီလို့ခေါ်တာကဲမစ္စတာတိုဂါဝါကျွန်တော်ရောက်နေပြီကျွန်တော်ဘယ်သူနဲ့တိုက်ရမှာလဲလို့မေးလိုက်ပါတယ်တိုဂါဝါကမပူပါနဲ့ငါမင်းအတွက်ပြင်မဲ့တယောက်ရှာထားပြီးသားသူကတော့မစ္စတာအိုလီဗာပဲလို့ဖြေကြားလိုက်ပါတယ်